တာကိတာရှုကင်းတာငါးလမ်းမှာတရေပြစ်တယ်ဆိုရပကံကြီးနော်တရေတွေပြစ်တာတဲ့ဒီပကံကြီးကကဲကျမတို့ရန်ကုန်မြို့ကြီးမှာလည်းအထူးဆန်းနေပဲเนาะဒါတာဂိတာ4000ရက်ကွက်မှာဖြစ်နေတာပေါ့เนาะအဲ့ဒီအိမ်ကြီးမှာတဲ့ဒီအိမ်စတော့ခါမှုပမာဒီလိုခဲတွေနဲ့ထုတယ်တဲ့နောက်ပြီးတော့မှဖန်ခွက်တွေနဲ့လည်းပြစ်တယ်ပေါ့เนาะဖန်ခွက်တွေရောပကံတွေရောအဲ့လိုမျိုးပြစ်တယ်ဝိုးကိုဖတ်ပါဒီဘက်ကဝိုးကိုဖတ်ပါပြလိုက်အားလုံးပဲမင်္ဂလာပါရန်ကုန်တိုင်းတာကေတာမြို့နယ်မှာပုံနကအတိုက်ခံနေဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ reaction လုပ်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါတာကိတာရှုကင်းတာငါးလမ်းမှာတရေပြစ်တယ်ဆိုရပကံကြီးနော်တရေတွေပြစ်တာတဲ့ဒီပကံကြီးကအဲ့ပကံလုံးကြီးရှိရပေးတက်ကနဲတာမဟုတ်တာကိတာရှုကင်းတာတဲ့အောင်တစ္ဆာငါးလမ်းထိပ်မှာမှာဒီနားမှာဖြစ်တယ်ပကံလုံးတွေကတော့ဟိုးပြစ်ဒီပြစ်နဲ့နော်ဒီနားဗရောက်ပင်ကြီးကိုစီမင်းကနေခုတ်ပြလိုက်တော့တရေကအဲ့လိုပဲလာနော်ကဲကျမတို့ရန်ကုန်မြို့ကြီးမှာလည်းအထူးဆန်းနေပဲเนาะဒါတာဂိတာ4000ရက်ကွက်မှာဖြစ်နေတာပေါ့เนาะအဲ့ဒီအိမ်ကြီးမှာတဲ့ဒီအိမ်စတော့ခါမှုပမာဒီလိုခဲတွေနဲ့ထုတယ်တဲ့နောက်ပြီးတော့မှဖန်ခွက်တွေနဲ့လည်းပြစ်တယ်ပေါ့เนาะဖန်ခွက်တွေရောပကံတွေရောအဲ့လိုမျိုးပြစ်တယ်အဲ့ဒီအိမ်ရဲ့ဘေးနားလိုအိမ်ကလိုနဲ့အဲ့လိုမျိုးပြစ်တာပေါ့အဲ့ဒီအိမ်ကကျတော့လူမနေဘူးပကြီးကားတွေထားတဲ့အိမ်ပေါ့เนาะတချို့ပြောတာကျတော့အဲ့အိမ်ကပိုင်ရှင်ကပဲဒီလိုတရေမွေးထားတယ်လို့တချို့ကျလည်းပုံနကတိုက်နေလဲအဲ့လိုဖြစ်တတ်တယ်ပေါ့เนาะတချို့ကျတော့လည်းဒီလိုပဲလူမနေတဲ့အိမ်ဆိုတော့ပိုင်ရှင်တွေကိုယ်တိုင်ကအဲ့လိုတရေမွေးထားတာမျိုးပေါ့နော်အဲ့ဒါကျွေးမွေးထားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုအမျိုးမျိုးတွေပြောနေကြတာဒါအခုတာဂိတာနော်ရန်ကုန်မြို့တာဂိတာ4000ရက်ကွက်မှာတဲ့နေကင်းလည်းပြစ်တယ်တဲ့ညလည်းပြစ်တယ်တဲ့အဲ့မှာပြစ်လိုက်တဲ့ဒီဖန်ခွဲစာတွေဆိုရင်လည်းအများကြီးပဲပေါ့နော်အဲ့လိုမျိုးပြစ်နေကြဆိုဒါလေးမှာရက်ကွက်နေပြည်သူတွေကအဲ့လိုမျိုးလေးအထူးဆန်းဖြစ်ပြီးတော့ပါတွားကြည့်ကြတာပေါ့နော်ရဲတွေလည်းခေါ်ထားတယ်ပေါ့နော်ဒါရဲတွေလည်းခေါ်တယ်မှာဥရဲကြီးလည်းရှိတယ်အဲ့မှာသူတို့အကုန်အစုံပေါ့နော်ထူးထူးဆန်းဆန်းဖြစ်နေကြနေရောညာရောပြစ်တာဆိုတော့ပကံဖို့တော့ကောမှာပဲဗျအဲ့ဒါပေါ့နော်ဘာကိစ္စကြောင့်လဲဘာကြောင့်လဲအဖေကတော့ခုကြီးမထွက်သေးပါဘူးရှင်ကဲဒါတော့တင်းမောင်းထုတ်နေတဲ့အနေထားပါဗျာဘုံတွေရောပိုးတွေခွက်တွေရောအစုံပဲဗျတာဂီတာ4000ရက်ကွက်မှာတရေအရင်6တယ်ဆိုပြီးတော့နာမည်ကြီးနေတဲ့အိမ်ချောင်းပြောပြမယ်။အဲ့ဒီအိမ်ကလူမနေပဲနဲ့ညဘက်ဆိုရင်ဘေးအိမ်တွေရောလမ်းတွေရောပကံအကွဲတွေနဲ့ပကံအကောင်းတွေနဲ့ပြစ်ပေါက်တာ။အဲ့ဒီမှာကြည့်လိုက်ပကံနေဒါတော့မှညနေဘက်သွားရိုက်ထားကြတာပေါ့နော်။တချို့ကြတော့လေညနေဘက်တွေပါအဲ့လိုမျိုးပြစ်ပေါက်တယ်လို့ပြောတယ်။ဒီအိမ်ကြီးကဒီတိုင်းကြည့်ရင်ကိုကြောက်စရာကြီးတချို့လာကြည့်ကြတဲ့လူတွေကတော့အများကြီးပဲဗျတချို့ကြတော့လေတရေ6တယ်လို့ပြောကြတယ်ပေါ့နော်တရေဆိုရင်တော့အဲ့တရေတော်တော်စွမ်းထွက်နေပြီပတ်ဝန်းကျင်ကလူတွေကလည်းညဘက်အဲ့လိုမျိုးတွေပြစ်ပေါက်တာတွေများလာတော့မအိပ်ရအောင်လမ်းပေါ်ကလူတွေပဲကြည့်လိုက်အောင်အဲ့ဒါနဲ့အိမ်ရှင်ကရွှေကြော်စရာတွေခေါ်ပြီးတော့အဖြေရှာကြတယ်သူတို့ကပကြီးဆွဲတာသူတို့ဆွဲလိုက်တဲ့ပကြီးကဘလူးပုံအဲ့ဘလူးပုံကအသက်ဝင်လာပြီးတော့အခုလိုမျိုးတွေလုပ်တယ်လို့ပြောတယ်ချက်ချင်းပဲအဲ့ပကြီးကားကိုသူတို့ကတခြားနေရာကိုတည်သွားပြီထပ်ပြီးတော့စောင့်ကြည့်ရမှာကဒီပကြီးကားမရှိတော့ရင်သူတို့အခုလိုမျိုးထပ်ပြီးတော့ပကံနေပြစ်ပါအောင်မှာဆိုတာထပ်ပြီးတော့စောင့်ကြည့်ရအောင်ပါပဲရန်ကုန်မြို့မှာဒီအိမ်ကြီးတအိမ်ကိုပေါ့နော်တရေအရင်ထောက်တဲ့အိမ်ကြီးတအိမ်ကိုအခုဆိုရင်ရက်ကွက်လူကြီးတွေရောဒီလုံခြုံရေးရဲတွေရောပေါ့နော်ပြည်သူလူထုရောဝိုင်းဝန်းစုပေါင်းပြီးတော့ဒီအိမ်ကြီးကိုဖွင့်ပြီးတော့အထဲကိုဝင်ဖို့စ조사နေကြပြီပေါ့နော်အဖေကတော့အခုချိန်ကြီးမသိရသေးဘူးဒီအိမ်ကြီးကဗမာရှိရတယ်ဆိုတော့တာကေတာမျိုး4000ရက်ကွက်မှာရှိတယ်တရေအရင်ထောက်တဲ့အိမ်ကြီးလို့သိရတယ်ပေါ့နော်ဒီအိမ်ရှိကနေဖြတ်သွားဖြတ်လွှာလောက်တဲ့လူတိုင်းကိုပေါ့နော်အကုန်လုံးပေါ့အထက်ကနေအုတ်ခဲကျိုးနဲ့လှမ်းပစ်တာဖန်ခွက်တွေနဲ့လှမ်းထုတာပြီးလို့ရှိရင်ပကံပြားတွေနဲ့လှမ်းပစ်တာအဲ့လိုမျိုးတွေအန်ရပေးတဲ့အတွက်ပေါ့နော်အခုဆိုလို့ရှိရင်ဒီအိမ်ကြီးကိုအားလုံးကစုပေါင်းလူတိုင်းကိုပြစ်နေတာဆိုတော့ထူးကြတယ်ဗျပြီးတော့တကားဖွင့်ပြီးတော့ဝင်မလို့စ조사နေကြပြီပေါ့နော်
အထူးဆန်းတာတစ်ခုကဒီအိမ်ကြီးကလူနေတဲ့အိမ်မဟုတ်ဘူးတဲ့ရှင်เนาะအများနဲ့ချိတ်ပိတ်ထားတာပေါ့နော်ပကြီးကားတွေတင်ထားတဲ့အိမ်တအိမ်လို့လည်းသိရတယ်ရှင်အခုဆိုရင်ခြံရှင်ပေါ့နော်အိမ်ပိုင်ရှင်ကိုခေါ်ပြီးတော့တောက်ဖွင့်ပြီးတော့အထဲကိုဝင်မယ်အဖြူအမဲသေးခွဲရအောင်လူလားတရေလားဒါမှမဟုတ်ဒီအိမ်ပိုင်ရှင်ရပဲတရေအဆောင်မွေးထားသလားအဖြေတက်တဲကွဲသိရအောင်လို့အခုပေါ့ဖြေကတော့အခုချိန်မထွက်သေးဘူးပေါ့နော်အဖြေသိရအောင်လို့အားလုံးစုပေါင်းပြီးဝိုင်းဝန်းပြီးတော့ပေါ့နော်ဒီအိမ်ကြီးကိုဖွင့်ဖို့စူးစမ်းနေပြီ တော့ကတော့ဘယ်လက်ခေါ်တေး တေးတွေ့လို့တဲ့ ဟုတ်တယ်လေးလေးလေးမီးလေးတော့အဲ့ဒါလူသွားတာပြန်လဲမဟုတ်ဘူးတော့ဘယ်နေရာနေကြည့်ဟာတော့ဒီဟိုနေရာပါဟာကြဒီထဲတွေအမြဲငါတို့သွားနေတာဗျာဟာနေရာဒီပဲရောက်လို့နေရာဒီပဲရောက်လို့နာကဘူးရတက်လာလို့တက်လာကြအောက်ကနေလို့တွားလို့တက်လာနာကဘူးပါရောက်လို့ ဒီဘက်ကလုံးမနေရတဲ့တေးလူလားတေးလားတော့ဒီကြမသိရသေးဘူးဗျ ဒီလိုတော့ရိုက်လိုက်ရတယ် တေးဆိုရင်တော့အကောင်သေးတော့မဖြစ်တော့ဘူး မင်းတို့200 မီဂါဘစ်နဲ့ရိုက် အကောင်ကြီးပဲဖြစ်လိုက်မယ်ဗျနှစ်ချိုရီပေါ့နော် အေးအဲ့ပါ လာကြည့်ကြတာတော့တရက်ကလုံးပဲဗျာလူကုန်ပဲ အဲ့ဒါကိုမင်းမပြောလို့ပေါ့တရက်ကွက်လုံးဒုက္ခပေးလို့ဆိုအဲ့ဒါပဲ ဒီဘက်ကလုံးဒုက္ခပေးသွားတာ ဟိုကတော့တလုံးကြားတယ်ဟာဂျပန်တိပို့လိုက်ပြီးတော့ရောင်းလိုက်ပြီဟမ်ဟုတ်ပါဆရာတော့ဆရာလာပြီဟောဘိုးကြီးနဲ့ဆရာလာမသိဘူးဘာဆရာကြီးလဲတော့မသိဘူး အေးဗျအေးရှိရဖြတ်သွားတဲ့လူတိုင်းကိုပြစ်တာဆိုတော့လေတရက်ကလုံးကလန့်နေကြတာပေါ့နော် ဆရာတော့ငွေပြီးတမီးနဲ့တော့မတူ ဆရာတွေကတော့လာနေကြတာပဲဗျ စားမယ်အစား အဲ့တော့နေပါအော်မယ်လေးကလပ်ပြီးမရဝါ တောင်းနေတာပြောနေတာ လောက်တော့ အဲ့ဒါဆိုလို့ရှိရင်ဒီချိန်ခဏလေးမနေဘူးအုံကျုံးနေပါပေါ်တယ် ကလပ်ဘူး တကယ် တရေကိုမနိုင်လို့ထွက်ပြေးရတဲ့ဆရာကြီးလည်းရှိရလို့သိရတယ်ဗျ အော် ဆိုတော့ဦးငှက်ရဲ့ပုံဖြစ်မယ် မနေ့ကနဲ့တနေ့ကနဲ့ပြောဆိုအဲ့ဒီပေါ့ တော်တော်ဆိုးရဘယ်လိုဖြစ် တက်ခဲလို့ဆိုးတယ်မှန်ကွဲမှန်စားအကုန်လုံးဖြစ်တယ် ပကြီးကားကြောင့်6တယ်လို့ပြောကြတာပဲအဲ့ဒါကြောင့်သူတို့ပကြီးကားကိုအပြင်ကိုထုတ်သွားပြီပေါ့နော်လောကကြွရအောင် အဲဒီကအဲ့ရတက်တယ် အဲ့တော့ပကြီးကားမရှိတော့ရင်လည်းထပ်ပြီးတော့6သေးသလားဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဗျာ ပိတ်ထား ပကြီးကားမရှိတာတော့ဆက်ပြီးတော့6နေတော့ဒါပကြီးကားရမဟုတ်တော့ဘူး ပိတ်ထားခုမပြဟုတ်တယ်ဒီကစားပုံကြီးကိုဒီနေ့နည်းနည်းဟိုဘူးကနည်းတော့ဟုတ်တယ်ဒီတော့ အများကြီးပဲ လောက်လာချိသားစမ်းပါ ကြောက်စရာကြီးဟုတ်တယ်ဟဲ့သူ့မကြီးကရုပ်ပြကြောက်စရာကြီးအနီးကတော့ 4,500 လူတွေများစီလိုက်ကြတာဗျာနော် ပုံနကတိုက်လို့တယ်4,500လမ်းထိတ်က ပုံနကတိုက်တယ်ဆိုပြီး က တော့ ပကြီးကားကြီးထင်တယ်ဒါမျက်မှန်ကြီးနဲ့လားပါလည်းမသိဘူးနော် ဒါဦးငှက်ရဲ့ပုံဖြစ်မယ်ဗျာ အဲ့အောက်ကစက်ခုံပေါ်ကပကြီးကားဖြစ်နေတယ်အဲ့ပကြီးကားဆိုတော့လှမ်းရိုက်လို့မမြင်ရတော့ဘူးပေါ့နော် ဘလူးကျုပ်ဆွဲထားတဲ့ပကြီးကားတဲ့ ဘောဟာလား ပေါ်ပေါ်တင်တာ ခေါ်မောပကြီးကား သူတို့ပြောတာတော့အဲ့ပကြီးကားဘလူးပကြီးကားတဲ့ဘလူးကြီးကြီးကနေပြီးတော့အသက်ဝင်လာပြီးတော့ဒီလိုတွေဖြစ်တယ်ပေါ့ပြီးတော့အမဆရာ4ယောက်လာတယ်တဲ့3ယောက်ကတော့မနိုင်လို့ထွက်ပြေးသွားတယ်ဆိုလာတယ်ကိုမျက်စိနဲ့မမြင် ဆရာတွေတော့ထပ်ပြရတယ်ဆိုပဲ
ဟိုဆရာတယောက်ကတော့သူကတော့နှင်ထုတ်လိုက်ပြီတဲ့ဒီကနေထွက်သွားပြီတဲ့အဲဆရာရောက်လာတယ် ပြစ်လိုက်တယ်ရှင်းလိုက်တယ်ရိုးကိုထွက်သွားတယ် ကြည်စမ်းရောဆိုပြီးတော့ထွက်သွားတာ ဘက်ကနေပြီးတော့ရိုးဆိုပြီးတော့လေကျွန်တော်ကမတွေ့ဘူး အဲ့ဒါဆက်ပြီးတော့6နေသေးသလားဆိုတော့ဆက်ပြီးတော့ဒါစောင့်ကြည့်ရမှာပဲဗျ အဲ့တော့တွေ့လား ဆရာကတော့ထွက်သွားပြီလို့ပြောတယ်ဗောနော် ဘာမရှိတော့ဘူးဒါဟိုဟာပြပြီးတော့လေ ဟုတ်ကဲ့ပါတတိနဲ့လူစုပန်သားတဲ့အကြောင်းအရာလေးတွေကိုနေ့တစ်ပတ်မှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ထားနိုင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေထင်မြင်စကြက်လေးတွေကိုလည်းအော် comment မှာရေးပြီးတော့ခဲ့ပါဦးမြတ်